بسم الله الرحمن الرحيم الحمد لله رب العالمين والصلاة والسلام على رسول الله الأمين وعلى آله وصحبه أجمعين اللهم صل على محمد وعلى آل محمد كما صليت على إبراهيم وعلى آل إبراهيم إنك حميد مجيد ربنا آتنا في الدنيا حسنة وفي الآخرة حسنة وقنا عذاب النار أما بعد أتوليزا تشيكين يودي أبرومي باميا نيكو مونماميا كميا السلام عليكم ورحمة الله وبركاته الحمد لله رب العالمين أزواج نروجي جميع من رمور الله شمع أيا يا لوندوغو هذهကျွေးမွေးဆောင်ရှောက်စီမံခန့်ခွဲထိန်းချုပ်ကိုကဲဆိုးပိုင်တော်မူသောတည်သေးရှင်စေတော်မူသောတပါးရီတော်အရှင်အလ်အီဘာဒတ်ခါကိုကုကွယ်မှုခံတဲ့တော်မူသောတပါးရီတော်အရှင်အလ္လာဟူရှင်မြတ်အားချီးမွမ်းထောပနာကျေးဇူးပြုခြင်းကိုယူဆိုပါရယ်အလ်ဟမ်ဒူလ illah ရဘ်ဘီလ်အာလမင်အလ္လာဟူရှင်မြတ်၏ကျေးဇူးတော်ချီးမြှင့်တော်မူခြင်းကြောင့်အလ္လာဟ်ရှင်မြတ်၏မဟာကရုဏာတော်တက်တော်မူခြင်းကြောင့်အလ္လာဟ်ရှင်မြတ်ရွေးချယ်တော်မူခြင်းကြောင့်တပံပြန်လဲပြီးတော့ဒီနေ့ကျွန်တော်တို့ဆုံးတွေ့ခွင့်ရကြပြန်ပြီးတော့ဆက်လက်ပြီးကျွန်တော်တို့အလ္လာဟူရှင်မြတ်သာသနာတော်ဖြစ်တော်အစ္စလာမ်သာသနာတော်နဲ့ပတ်သက်တဲ့အသိပညာကိုလေ့လာစီးပူးခွင့်ရကြပြန်ပါတယ်အလ်ဟမ်ဒူလ illah ရဘ်ဘီလ်အာလမင်ဒီနေ့ကျွန်တော်တို့တို့ကဆက်လက်ပြီးတော့လေ့လာတော့မယ်အစ္စလာမ်သာသနာတော်နဲ့ပတ်သက်ပြီးတော့လူနာမှာအရေးကြီးတဲ့စာအုပ်တစ်အုပ်ဖြစ်ပါတယ်ဒီစာအုပ်ရဲ့နာမည်ကတော့Irshadul Anami ila Usuli wa Muhimmati Dinil Islamiလူသားထုကိုအစ္စလာမ်ဒါနာတော်ဤအရေးကြီးသောယုံကြည်မှုအခြေခံယုံကြည်မှုများကိုညွှန်ပြခြင်းလို့မြည်ရတဲ့စာအုပ်ဖြစ်ပါတယ်ဒီစာအုပ်ကိုကျမ်းပြုစုတဲ့ပုဂ္ဂိုလ်ပညာရှင်အရှိခ်တောဒါအိုမာအလ်ဥမာကအမီအဖြေပုံစံဖြင့်ပြုစုရေးသားထားပါတယ်အဲ့တော့ဒီနေ့ကျွန်တော်တို့ဆက်လက်ပြီးတော့လေ့လာသွားမယ်သင်ခန်းစာကတော့ပြီးခဲ့တဲ့သင်ခန်းစာအဆက်ပေါ့နော်ကျွန်တော်တို့ကဏ္ဍနံပါတ်6တို့မှသင်ခန်းစာ6မြောက်နော်ဒါကဏ္ဍနံပါတ်6တို့မှသင်ခန်းစာ6မြောက်ရဲ့ဒီဒုတိယမေခွန်းပေါ့နော်ပြီးခဲ့တဲ့သင်ခန်းစာကမေခွန်းနံပါတ်1အဲ့တော့ဒီနေ့ကျွန်တော်တို့ကမေခွန်းနံပါတ်သင်ခန်းစာ6ရဲ့မေခွန်းနံပါတ်2ပေါ့နော်နေ့ရဲ့အပိုင်း2ပေါ့နော်ပြီးခဲ့တဲ့သင်ခန်းစာကမေခွန်း2ရဲ့အပိုင်း1ဒီနေ့မေခွန်းရဲ့အပိုင်း2ပေါ့နော်အဲ့တော့ဒီနေ့ကျွန်တော်လေ့လာမယ့်အကြောင်းအရာကဘာလဲဆိုလို့ရှိရင်မာဟီယာအမ်ဆီလတူရီဒတီဘီလ်ဖီအီလီလောက်ရဲ့ဖြင့်အစ္စလာမ်ဒါသနာတော်ပြည့်ပြည့်သွားခြင်းအစ္စလာမ်ဒါနာတော်ကိုစွန့်လို့ခြင်းအစ္စလာမ်ဒါနာတော်ကိုပြန်လဲကြောခိုင်းခြင်းရဲ့ဥပမာအချို့ကပါလေနော်ဥပမာကပါလေဥပမာလေးတွေကိုကျွန်တော်လေ့လာတော့မယ်နော်အဲ့တော့ဆိုလိုတာကပြီးခဲ့တဲ့သင်ခန်းစာမှာကျွန်တော်တို့ကအရီဒတူဘီလ်ကောလ်နှုတ်ရှာပင်စကားပြောခြင်းပြီးအစ္စလာမ်ဒါနာပြည့်ပြည့်သွားတယ်အစ္စလာမ်ဒါနာကိုစွန့်လို့ကြောခိုင်းသွားခြင်းဥပမာတွေကိုကျွန်တော်လေ့လာခဲ့တယ်ဒီနေ့ကျွန်တော်တို့လေ့လာမှာကဒီလောက်ရဲ့ဖြင့်ပေါ့နော်အဲ့တော့ကျွန်တော်အားလုံးသိရှိပြီးဖြစ်တဲ့တိုင်းအရီဒတူဆိုတာကအစ္စလာမ်ဒါနာတော်ကိုယုံကြည်ပြီးနောက်အစ္စလာမ်ဒါနာတော်ကိုပြန်လဲစွန့်လို့ကြောခိုင်းသွားခြင်းဖြစ်တယ်သူ့ရဲ့မျိုးစား၅မျိုးရှိတယ်ဆိုတာကျွန်တော်လေ့လာသိရှိခဲ့ရတယ်နော်နံပါတ်1ကစကားဖြင့်ပေါ့နှုတ်ရှာဖြင့်စကားပြောဆိုခြင်းပြောဆို၍အစ္စလာမ်ဒါသနာတော်ကိုစွန့်လို့ခြင်းအစ္စလာမ်ဒါသနာတော်ပြည့်ပြည့်သွားခြင်းအရီဒတ်တုနော်မူရဒတ်ဖြစ်သွားတာပေါ့မူရဒတ်ဒွန်းဆိုအစ္စလာမ်ဒါသနာတော်စွန့်လို့တော်သူဒီနေ့ကျွန်တော်လေ့လာမှာကမေခွန်းရဲ့အပိုင်းနေပေါ့နော်အရီဒတ်တုဘီလ်ဖီအီလီလောက်ရဲ့ဖြင့်အစ္စလာမ်ဒါသနာတော်ပြည့်ပြည့်သွားခြင်းဆိုတာနဲ့ပတ်သက်ပြီးဒီနေ့ကျွန်တော်တို့ကဆက်လက်ပြီးတော့လေ့လာတော့မှာဖြစ်ပါတယ်ဘီအစ်ဇနီလာဟီတာအလာအဲ့တော့ဒီနေ့ကျွန်တော်တို့ရဲ့ဒီမေခွန်းတို့မဟုတ်ဒီသင်ခန်းစာကိုပေါ့နော်ကျွန်တော်တို့စတင်ပြီးတော့ကျွန်တော်တို့မလေ့လာမီအလင်းကျွန်တော်တို့ဘာကြောင့်အစ္စလာမ်သာသနာတော်နော်အစ္စလာမ်သာသနာတော်ပတ်သက်တော့အသိပညာကိုလေ့လာရခြင်းကနော်ဘယ်လောက်ထိအရေးပါတယ်လဲဆိုတာနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့သိရှိဖို့လိုအပ်တယ်အဲ့တော့ဘာကြောင့်ကျွန်တော်တို့ကအစ္စလာမ်ဒါနာတော်နဲ့ပတ်သက်တဲ့အသိပညာကိုလေ့လာရတယ်လေနော်ကျွန်တော်ဟာဒီတော်တစ်ပုဒ်ကိုကြည့်ကြရအောင်ဒီဟာဒီတော်ကရဝါဟူလ်ဘူခါရီယူအီမမ်ဘူခါရီကဆင့်မြန်လာတဲ့မှန်ကန်တော့ဟာဒီတော်တစ်ပုဒ်ဖြစ်ပါတယ်ဒီဟာဒီတော်မှာကာလာရဆူလ Allah ဆလ္လာလာဟူအလိုင်ဟီဝဆလမ်من يريد الله به خيرا يفقهه في الدين
အလ္လာဟူရှင်မြတ်ဒီတဲ့လူတို့တယောက်အတွက်ကောင်းကျိုးကိုအလိုရှိတော်မူပြီးဆိုလို့ရှိရင်အလ္လာဟူရှင်မြတ်ကအထူးထူးကိုအဒီန်ဆိုတဲ့အစ္စလာမ်သာသနာတော်နဲ့ပတ်သက်တော့အသိပညာနားလည်မှုကိုရှင်မင်းပေးအပ်တော်မူတယ်ဆိုပြီးတော့တမန်တော်မြတ်ကမိန့်တော်မူခဲ့တယ်အဲဒါကြောင့်မလို့အစ္စလာမ်သာသနာတော်ကိုလေ့လာစီးပူးခြင်းဒီလိုညမှာပဲမုံမြတ်တဲ့အစ္စလာမ်သာသနာတော်အသိပညာကိုလေ့လာစီးပူးတော်ဒူဒီအလ္လာဟ်ရှင်မြတ်ကတူတဲ့ကောင်းကျိုးလို့အလိုရှိတော်မူတယ်ဆိုတာကျွန်တော်တို့အသိလေးဤဟာဒီတော်မှာသိရှိရတယ်အလ်ဟမ်ဒူလ illah ဒီအတွက်ကြောင့်ကျွန်တော်တို့ကအစ္စလာမ်သာသနာတော်ရဲ့အသိပညာကိုလေ့လာရခြင်းဖြစ်ပါတယ်အဲ့တော့ကောင်းပါပြီဒီနေ့ကျွန်တော်တို့လေ့လာမယ့်မေးခွန်းကမာဟီယာအမ်ဆီလတူရီဒတ်ဘီလ်ဖီအလီالفعل ဆိုလောက်ရဖြင့်အစ္စလာမ်သာသနာတော်ပြည့်ပြည့်သွားခြင်းအစ္စလာမ်သာသနာတော်ကိုပြန်လဲစွန့်လို့ကြောခိုင်း၍နော်အစ္စလာမ်သာသနာပင်ပတို့ရောက်သွားတာပေါ့နော်အဲ့ဒါလိုပင်ပရောက်သွားစေတဲ့လောက်ရတွေဥပမာအချို့ကပါလေဥပမာတွေပါတယ်လေတဲ့ကျွန်တော်တို့ကိုဥပမာ၄ခုပေးထားပါတယ်နံပါတ်1ကပါလဲဆိုလို့ရှိရင်အဆူဂျူဒူလီဆနမီအဝီလ်ဟာဂျရီအဝီလ်ကူဘူရီအဆူဂျူဒူလီဆနမ်အဝီလ်ဟာဂျာအဝီလ်ကူဘူယုတ်တုစင်တူတော်၎င်းကြောက်တုံးကြောက်ခဲတော်၎င်းကူဘူတင်းချိုင်းများအတွက်တော်၎င်းဆူဂျူဥချတာနော်ကျွန်တော်တို့ယုတ်တုစင်တူအတွက်ဥချတာယုတ်တုစင်တူကိုဥချတာတော့မဟုတ်အလ်ဟာဂျာကြောက်တုံးကြောက်ခဲဥချတာနော်ဥချဆိုတော့ကျွန်တော်ကိုယ့်ရဲ့ခန္ဓာကိုယ်ရဲ့အမုံမြတ်ဆုံးစိတ်ပိုင်းဖြစ်တဲ့မျက်နှာကိုမေးပြီးမို့အပ်လိုက်တာဒါဥချခြင်းဒီလောက်ရဒီအထွတ်အထိပ်ယိုကျိုးမှုကိုဖော်ဆောင်တဲ့လောက်ရဖြစ်တယ်ဤအထွတ်အထိပ်ယိုကျိုးမှုဖော်ဆောင်တဲ့လောက်ရဒီအလ္လာဟ်ရှမြတ်အတွက်ပဲပြုလုပ်မှာဖြစ်တယ်အဲ့တော့အလ္လာဟ်ရှမြတ်အတွက်ပြုလုပ်ခြင်းမရှိပဲဥချခြင်းမရှိပဲယုတ်တုစင်တုအတွက်တော့၎င်းကြောက်တုံးကြောက်ထုအတွက်တော့၎င်းတို့မှုတင်းချိုင်းမတူတင်းချိုင်းပဲဖြစ်ဖြစ်နော်ဒူဝလီဒူရောဇင်တင်းချိုင်းပဲဖြစ်ဖြစ်နာဥဇဘီလာဝလီဒူရောဇင်တင်းချိုင်းဆိုတာယုတ်ထုလေနော်တက်မဲ့ပစ္စည်းနော်ယုတ်တက်မဲ့ပစ္စည်းဖြစ်တယ်အဲ့တော့ဘယင်ပဲဖြစ်ဖြစ်ဘာဘယင်ပဲဖြစ်ပါစေအဖန်လင်းခံဘယ်သူမှဥချခြင်းမခံနိုင်ဘူးအလ္လာဟ်ရှမြတ်တပါးဒီမှာလွယ်၍တို့တဲ့ကြောင့်အလ္လာဟူရှင်မြတ်မှာအပါအလ္လာဟ်ရှင်မြတ်လွယ်၍အခြားအရာဖြစ်တဲ့ယုတ်တုဇင်းတုတစ်ခွဲတော်၎င်းနော်ဥချခြင်းကြောက်တုံကြောက်ကဲတခုတစုံတရားအတွက်တော့၎င်းဥချခြင်းတို့မဟုတ်တင်းချိုင်းတခုခုမှာဥတော်ချခြင်းဥချခြင်းပြုခြင်းဒီနာဥဇဘီလာဟီမင်ဇာလီကာဘာဖြစ်လဲကျွန်တော်တို့အစ္စလာမ်သာသနာတော်ပြည့်ပြည့်တော့ပြီးအရိဒတ်မူရဒတ်ဒွန်ဖြစ်တော့ပြီးနာဥဇဘီလာအထောက်ထားကပါလေနော်ဥချခြင်းဒီအလ္လာဟ်ရှိမဲ့အတွက်ပဲဥချရမယ်ဆိုတဲ့အကြောင်းကျွန်တော်တို့ကုရ်အာန်ကျမ်းတော်မြတ်ထဲမှာများစွာတော့အမိန့်တော်များအနေမှာတစ်ခုကတော့ကျွန်တော်တို့ဆူရတ်အလ်ဟัจ်ဆူရတ်အလ်ဟัจ်အမိန့်တော်89မှာအလ္လာဟ်ရှိမဲ့ကဤကဲ့သို့မိန့်ချတော်မူထားပါတယ်အူဇူဘီလာဟီမီနရှ်ရှိုင်ጣานရ်ရဂျီမ်يا أيها الذين آمنوا အိုးယုံကြည်သူတို့တဲ့အလ္လာဟ်ရှမြတ်ကအီမန်ယုံကြည်တော်သူများကိုဥတည်၍ခေါ်ဆိုမိန့်ကြားတော်မူနေခြင်းဖြစ်တယ်ယာအယူဟလ်ဒီနာအာမနူအိုယုံကြည်သူတို့အီရကာအူအတင်တို့ဥညွန်ကြဝတ်ဂျူဒူအတင်တို့ဥချကြဝါအဘူဒူရဘ်ဘကုမ်အတင်တို့ကိုဖန်ဆင်းဝန်းတော်မူသောအရှင်အလ္လာဟ်ရှမြတ်အားခါဝကုဝမှုပြုကြအလ္လာဟ်ရှမြတ်ကိုပဲအတင်တို့ဥညွန်ကြရူကူပြုကြဥချကြဆူဂျူဒ်ဥချကြဝါအဘူဒူခါဝကုဝမှုပြုကြဝဖအလူလ်ခိုင်ရလလကုမ်တူဖလီဟူတင်တို့ဒီအလ္လာဟူအရှင်မြတ်အတွက်ကောင်းမှုကုသိုလ်ပြုလုပ်ကြဆိုပြီးတော့အလ္လာဟ်ရှင်မြတ်ကဤကဲ့သို့ကျွန်တော်တို့ကိုအတိလင်းဒီအမိန့်တော်ဆူရတ်အလ်ဟัจ်အမိန့်တော်89မှာဤကဲ့သို့အလ္လာဟ်ရှင်မြတ်အလ္လာဟူရှင်မြတ်အတွက်ပဲဥချကြဆိုပြီးတော့မိန့်ကြားတော်မူထားသည့်အတွက်ကြောင့်နော်ကျွန်တော်တို့ယုတ်တုတစုံတရားအတွက်ဥချခြင်းဒီအစ္စလာမ်ဘာသာတော်ကိုပြည့်ပြည့်စေတယ်နော်ကြောက်တုံကြောက်ခဲအတွဲဥချခြင်းတင်းကြိုင်ကျွန်တော်တို့အထူးသဖြင့်တော်တော်များများမွတ်စလင်လို့အမိခံထားတဲ့လူတွေကတူတော်စင်ဘာဘာကြီးတွေတင်းကြိုင်တော်ပြီးတော့နာဥဇူဘီလာဘဲဘာဘာကြီးမှာဘဲတူတော်စင်မှာဥချခြင်းမခံနိုင်ဘူးအလ္လာဟ်ရှင်မြတ်မှာလို့ဒါကိုကျွန်တော်တို့သတိပြုရမှာဖြစ်တယ်ရှိုင်တန်ရဲ့ဖျားယောင်းမှု
အဲ့တော့ကျွန်တော်တို့အစ္စလာမ်ဒါနကိုလောက်ရဖြင့်ပြက်ပြယ်စေတဲ့ဥပမာများအနည်းမှာတစ်ခုကတော့ဘာလဲဆိုလို့ရှိရင်ကျွန်တော်တို့အဆူဂျူဒူလစ်ဆာနာမီယုတ်တုအတွက်ဥချခြင်းအဝိလ်ဟာဂျာရီကြောက်တုံးကြောက်တွေကြောက်ခဲအတွက်ဥချခြင်းအဝိလ်ကူဘူတင်းကြိုင်းများအတွက်ဥချခြင်းဒါဒီအစ္စလာမ်ဒါနကိုဒီလိုပြုမှုခြင်းဒီအစ္စလာမ်ဒါနာတော်ကိုပြည့်ပြည့်စေတဲ့မို့တတ်ဒွန်းဖြစ်စေတဲ့အစ္စလာမ်ဒါနာတော်ပြင်ပကိုရောက်စေတဲ့ဒါကိုကျွန်တော်သတိထားမှာဖြစ်တယ်တခါနံပါတ်2ဥပမာနံပါတ်2ကအဇဘဟူလာဟာယာနီလီဆနမ်လီဟာဂျာလီကူဘူအဇဘဟူဆိုတာကတားကောင်လီးဖြက်လူတန်းတာနော်တားကောင်လီးဖြက်လူတန်းတာယုတ်တုကြောက်ယုတ်တုစင်တုအတွက်ရည်စူးပြီးတော့ကြိုက်လီးတာနွားလီးတာစိတ်လီးတာနာဥဇ်ဘီလာကြောက်တုံးကြောက်ခဲအတွက်ရည်စူး၍တို့မို့တင်းချမ်းအတွက်ရည်စူး၍နော်တစုံတရာအဇဘဟူတားကောင်လီးဖြက်လူတန်းခြင်းလီးဖြက်ခြင်းနော်ကြက်တွားလီးတာတို့ပဲယုတ်တုတွေရည်စူး၍ကြက်လီးတာနွားလီးတာစိတ်လီးတာကြောက်တုံးကြောက်ခဲတင်းချမ်းအတွက်ဘယ်ဘာကြီးအတွက်နာဥဇ်ဘီလာဘယ်ပရင်တူတော်စင်အတွက်နာဥဇ်ဘီလာကြက်လီးတာနွားလီးတာစိတ်လီးတာဤကဲ့သို့ပြုမှုခြင်းဒီလေအစ္စလာမ်ဒါနာတော်ကိုပြည့်ပြည့်စေတယ်ဒါကိုကျွန်တော်တို့တတိပြုရမှာဖြစ်တယ်ဆူဘဟာနလ္လာဘာကြောင့်လဲအဇဘဟူအလ်အီဘာဒါအဇဘဟူအီဘာဒတ်ွန်တားကောင်လီးဖြက်လူတန်းခြင်းဒီအီဘာဒါအလ္လာဟ်ရှမြတ်အတွက်ပဲဖြစ်ရမှာအီဘာဒါခါကိုကုကွမှုဖြစ်တဲ့အတွက်ခါကိုကုကွမှုလောက်ရဖြစ်တဲ့အတွက်အလ္လာဟ်ရှမြတ်အတွက်ပဲပြုလုပ်မှာဖြစ်တယ်ဒါကိုကျွန်တော်တတိပြုရမှာဖြစ်တယ်ထို့ကဲ့သို့ပဲအစ္စလာမ်ဒါနာတော်ကိုပြည့်ပြည့်စေတော့နောက်ဥပမာလောက်ရတစ်ခုကလောက်ရဥပမာတစ်ခုကအီလ်ကာအူလ်မုဆဟဖ်အလ်မုဆဟဖ်ဆိုကုရ်အာန်ကျမ်းတော်မြတ်ကိုစွန့်ပစ်တာဘယ်နေရာမှာပြစ်တယ်လဲဖီလ်မာဝါတီနီလ်ကာဇီရာတီနော်ညစ်ပေတဲ့နေရာမှာအမိုက်ပုံမှာတို့နာဥဇ်ဘီလာအမိုက်တောင်းတဲ့တို့နာဥဇ်ဘီလာမင်ဇာလစ်ညစ်ပေတဲ့နေရာမှာကုရ်အာန်ကျမ်းတော်မြတ်ကိုစွန့်ပစ်ခြင်းမထီမဲ့မြင်ပြုခြင်းเนาะကုရ်အာန်ကျမ်းတော်မြတ်ကိုစွန့်ပစ်တယ်မထီမဲ့မြင်ပြုတယ်ဆိုလို့ရှိရင်ဒါအစ္စလာမ်နာနာတော်ကိုပြည့်ပြည့်စေတယ်ဒါကိုကျွန်တော်တို့တတိပြုရမှာဖြစ်ပါတယ်အစ္စလာမ်နာနာတော်ကိုပြည့်ပြည့်စေတယ်เนาะအီလ်ကာအူလ်မုဆဟဖ်အလ်ကာဇူရတ်တခါကျွန်တော်တို့အစ္စလာမ်သာသနာတော်ကိုပြည့်ပြည့်စေတော့နောက်ဥပမာလောက်ရတစ်ခုကအမလုဆီဟရီအဆီဟရီဆိုတာဆုံးပယောဂါပြုစားမှုလုပ်ခြင်းဝါတာအလူမီဟီဆုံးပယောဂါကိုတင်ယူလေ့လာခြင်းဝါတာအလီမီဟီဆုံးပယောဂါပြုစားတဲ့ယောဂါကိုတင်ပေးခြင်းနော်ဆုံးပယောဂါပြုစားဒီပဲဖြစ်စေတင်ယူလေ့လာခြင်းပဲဖြစ်စေတင်ပေးတော့သူတင်ပေးခြင်းဖြစ်စေဒါဒီလောက်ရအလုံးတို့ဒီအစ္စလာမ်ဒါနာတော်ကိုပြည့်ပြည့်စေပါတယ်။ဘာကြောင့်လဲเนาะကျွန်တော်တို့ဘာကြောင့်လဲအစ္စလာမ်တော်ကိုဆုံးပယောဂပြုခြင်းဆုံးပယောဂတင်ပေးခြင်းဆုံးပယောဂအသက်ပညာတင်ယူလေ့လာခြင်းဒီဘာကြောင့်အစ္စလာမ်တော်ကိုပြည့်ပြည့်စေတယ်အဆီဟရူကူဖရွန်အဲ့ဒါဆုံးပယောဂပြုခြင်းကကူဖရွန်အလ္လာဟ်ရှမြတ်အငင်းပဲတဲ့လောက်ရဖြစ်တဲ့အတွက်ကြောင့်ဘာကြောင့်လဲဒီဆုံးပယောဂပြုခြင်းဒီအရှာယာတင်မိစ္ဆာများကိုကိုးကွယ်ရခြင်းကြောင့်မိစ္ဆာများကနော်ရှိုင်တာမိစ္ဆာများကပြုပေးခြင်းကြောင့်ဖြစ်တယ်အဲ့တော့ကုရ်အာန်ကျမ်းတော်မြတ်ထဲမှာဆူရတ်တူလ်ဘကရာတီအမိန့်တော်တရားနဲ့နေမှာအလ္လာဟ်ရှမြတ်ကဤကဲ့သို့မိန့်ကြားတော်မူထားတယ်واتبعوا ما تتلو الشياطين على ملك سليمان سليمان တမန်တော် سليمان عليه السلام ရဲ့ခေတ်ကာလမှာတမန်တော် سليمان عليه السلام ရဲ့ဩဇာအာဏာညောင်းတဲ့တိုင်းပြည်မှာထိုမယုံကြည်တဲ့သူတွေဆုံးပယောဂပြုစားတဲ့မယုံကြည်သူတွေကတဲ့နော်ရှာယာသွေးများကဖတ်ကြတဲ့
အရာတွေကာထားတွေကိုလိုက်ကြတယ်ဝါမာကဖာဆူလိုင်မန်ဝလာကင်နရှာယာတီနာယူအလီမူနန်နာဆဆီဟ်တမန်တော်ဆူလိုင်မန်ကညင်းပယ်တော်သူမဟုတ်ခဲ့ပေမဲ့မိစ္ဆာရှိုက်တန်တွေကနော်ကာဖာရူမယုံကြည်ညင်းပယ်ကြတယ်သူတို့တွေနော်ထိုရှာယာတီများဒီလူသားများကိုအဆီဟ်ဆုံးပယောဂပညာကိုသင်ကြားပေးခဲ့ကြတယ်ဆိုပြီးတော့အလ္လာဟူရှင်မေကဤကဲ့သို့မိန့်ကြားတော့မှုထားပါတယ်အဲ့တော့အဆီဟ်ရူဆုံးပယောဂပြုစားခြင်းဒီအစ္စလာမ်ဒါနာတော်ကိုပြည့်ပြည့်စေတယ်နော်လူတူတယောက်ကိုမူရတတ်ဒွန်ဖြစ်စေတယ်မူရတတ်ဒွန်ဆိုတာကအစ္စလာမ်ဒါနာတော်ဤပြင်ပတို့ရောက်စေတယ်သူရဲ့အစ္စလာမ်ဒါနာတော်ကိုအီမန်ယုံကြည်မှုပြည့်ပြည့်စေတယ်အခြားနောက်ဥပမာတစ်ခုကတော့ကျွန်တော်တို့အလ္လာဟူရှင်မြတ်ဤအမိန်တော်နော်အလ္လာဟ်ရှင်မြတ်ဤအမိန်တော်တက်တေတော်ကုရ်အာန်ကျမ်းတော်မြတ်ပေါ့ဟာဒီသ်တော်များကိုမယုံကြည်တော်သူတွေကုရ်အာန်ကျမ်းတော်မြတ်နဲ့အမိန်အလ္လာဟ်ရှင်မြတ်တက်တေတဲ့လက္ခဏာတော်များဖြစ်တဲ့ကုရ်အာန်ကျမ်းတော်မြတ်အမိန်တော်များဟာဒီသ်တော်များကိုပြည့်ရလောင်ပြောင်တော်သူများနဲ့အတူထိုင်တာသူတို့ကိုနော်ကန့်ကွက်ခြင်းမပြုဘဲသူတို့နဲ့အတူတူထိုင်တာတဘောတူပြီးတော့နော်အလ္လာဟ်ရှင်မြတ်အမိန်တော်များအလ္လာဟ်ရှင်မြတ်ကုရ်အာန်ကျမ်းတော်မြတ်ကိုမယုံကြည်တဲ့သူတွေအလ္လာဟ်ရှင်မြတ်ကုရ်အာန်ကျမ်းတော်မြတ်ကိုပြည့်ရပြောင်လောင်တဲ့သူတွေနဲ့အတူထိုင်ခြင်းဒီလေကိုယ့်တဘောတူရာကြာတဲ့အတွက်သူတို့ကဲ့သို့ဖြစ်သွားတယ်ဆိုတဲ့အကြောင်းကျွန်တော်တို့ဆူရာတုန်နီဆာအီကုရ်အာန်ကျမ်းတော်မြတ်ထဲမှာဆူရာတုန်နီဆာအီအမျိုးသမီးများကဏ္ဍနော်ကဏ္ဍနံပါတ်4အမိန့်တော်140မှာအလ္လာဟ်ရှင်မြတ်ကဤကဲ့သို့မိန့်ကြားတော်မူထားတယ်အာဥဇူဘီလာဟီမီနရှ်ရှိုင်ጣာနီရဂျီမ်وقد نزل عليكم في الكتاب أن إذا سمعتم آيات الله يكفر بها ويستهزأ بها فلا تقعدوا معهم حتى يخوضوا في حديث غيره إنكم إذا مثلهم إن الله جامع المنافقين والكافرين في جهنم جميعا سورة النساء أمينو تيانا ليزي အဓိပ္ပာယ်ကပါလေเนาะကျွန်တော်ဆူရတ်န်နီဆာကာနာနံပါတ်4မြောက်ပေါ့เนาะအမိန့်တော်140ဟောရှိမကမိန့်တော်မူတယ်ဝကဒနဇလအလီကွမ်ဖီလ်ကီတာဘ်စင်စစ်မုတ်ချအလ္လာဟ်ရှိမဒီတဲ့ကုရ်အာန်ကျမ်းတော်မြတ်ထဲမှာဤကဲ့သို့အမိန့်ထုတ်ပြန်တော်မူခဲ့တယ်အန်အီဒါဆမီတုမ်အာယာတီလာဟီယုကဖရူဘီဟာဝယူစတဟဇာဘီဟာဖလာတကူဒူမာဟွမ်အကေအလ္လာဟ်ရှိမအမိန့်တော်များတက်တဲ့လက္ခဏာတော်များအလ္လာဟ်ရှိမကုရ်အာန်ကျမ်းတော်မြတ်အလ္လာဟ်ရှိမတာသနာတော်နဲ့ပတ်သက်ပြီးတော့မယုံကြည်တဲ့သူတွေကညင်းပယ်ကြတယ်တော့မဟုတ်အလ္လာဟ်ရှင်အမိန့်တော်တက်တဲ့လက္ခဏာတော်များနဲ့ပတ်သက်ပြီးပြည့်ရဲ့ပြောင်းလောင်ကြတယ်ဆိုလို့ရှိရင်အတင်တို့ဒီဖလာတကူဒူမာဟွမ်ထိုသူတွေနဲ့မထိုင်နဲ့ထိုသူတွေနဲ့အလ္လာဟ်ရှင်ရဲ့အမိန့်တော်များကုရ်အာန်ကျမ်းတော်များဟာဒီတော်များအစ္စလာမ်နာတော်ကိုများကိုမယုံကြည်တဲ့သူတွေအထူးသဖြင့်အလ္လာဟ်ရှင်ကုရ်အာန်ကျမ်းတော်များကိုမယုံကြည်တဲ့သူတွေအလ္လာဟ်ရှင်အမိန့်တော်များကိုမယုံကြည်တဲ့သူတွေအလ္လာဟ်ရှင်အမိန့်တော်များနဲ့ပတ်သက်ပြီးတော့မထီမဲ့မြင်ပြည့်ရဲ့ပြောင်းလောင်ကြတဲ့လူတွေနဲ့ဖလာတကူဒူမာဟွမ်သူတို့နဲ့အတူမထိုင်နဲ့ဟတ်တာယခူဒူဖီဟာဒီသင်ဂိုင်ရီဟီအဲ့ဒီကုရ်အာန်ကျမ်းတော်မြတ်ကိုမယုံကြည်ခြင်းကုရ်အာန်ကျမ်းတော်မြတ်ကိုပြည့်ရဲ့ပြောင်းလောင်မှုမပြုခြင်းမပြုမှတာလင်သူတို့နဲ့အတူထိုင်မှာစကားပြောပါပေါ့စကားပြောဖို့လိုအပ်လိုက်မထိုင်နဲ့သူတို့နဲ့အတူနော်အလ္လာဟ်ရှင်အမိန့်တော်ကိုမယုံကြည်တဲ့သူတွေအလ္လာဟ်ရှင်အမိန့်တော်ကိုပြည့်ရဲ့ပြောင်းလောင်တဲ့သူတွေနဲ့မထိုင်နဲ့အကေတင်းတို့ထိုင်ခဲ့မယ်ဆိုလို့ရှိရင်အင်နကုမ်အီဇမ်မစ်လူဟွမ်သူတို့နဲ့အတူထိုင်ခဲ့မယ်ဆိုလို့ရှိရင်သူတို့ကဲ့သို့ဖြစ်သွားမယ်အင်နလ္လာဟ်ဂျာမီအလ်မူနာဖီကီနဝလ်ကာဖီရီနဖီဂျဟန်နမဂျမီအာစင်စီအလ္လာဟ်ရှိမဒီတဲ့နော်အလ်မူနာဖီကွန်အယောင်ဆောင်ယုံကြည်တဲ့သူတွေနဲ့အလ်ကာဖီရီနမယုံကြည်တဲ့သူကူဖာဖီဂျဟန်နမဂျဟန်နမ်ရဲ့မိမှာအားလုံးဂျမီအားလုံးကိုစုယုံတော်မူလိမ့်မယ်အဲ့တော့ဤအမိန့်တော်မှာအတိလင်းအလ္လာဟ်ရှိမဲ့အမိန့်တော်များကိုမယုံကြည်တဲ့သူတွေနော်အလ္လာဟူအရှင်မြတ်ဤအမိန့်တော်များနဲ့ပတ်သက်ပြီးတော့ပြည့်ရဲ့လောင်ပြောင်တော်သူတွေအလ္လာဟ်ရှိမဲ့အမိန့်တော်များနဲ့ပတ်သက်ပြီးတော့ပြည့်ရဲ့လောင်ပြောင်တော်သူတွေနဲ့အတူမထိုင်ကြနဲ့အဲ့ဒါလိုထိုင်မယ်ဆိုလို့ရှိရင်အင်နကုမ်အီဇမ်
misluhum အဲ့ဒါလိုထိုင်မယ်ဆိုလို့ရှိရင်အတင်တို့ဒီလဲ innakum idhan misluhum သူတို့ကဲလို့ဖြစ်သွားမယ်အဲ့တော့မယုံကြည်တဲ့သူတွေနော်မယုံကြည်တဲ့သူတွေကဘာလို့လဲ al munafiqun wal kafirun munafiqun munafiqin အယောင်ဆောင်ယုံကြည်တဲ့သူတွေ wal al kafirun al kafirin မယုံကြည်တဲ့သူတွေနဲ့အတူတူဖြစ်သွားလိမ့်မယ်ဒီတဲ့ကြောင့်ကျွန်တော်တို့ကအလ္လာဟ်ရှမေအမိန်တော်များကိုမယုံကြည်တဲ့သူတွေအလ္လာဟ်ရှမေအမိန်တော်များကိုပြည့်ရဲ့လောင်ပြောင်တဲ့သူတွေနဲ့အတူထိုင်ခြင်းဒီလေနာအူဇူဘီလာကိုကဘာကြောင့်လဲသူတို့ရဲ့လှုပ်ရဲ့เนาะသူတို့ကအလ္လာဟ်ရှမေအမိန်တော်ကိုလောင်ပြောင်ကြတာကိုကျွန်တော်တို့ကတဘောတူတယ်လို့เนาะတဘောတူတကယ်လို့ဖြစ်သွားမိဖြစ်ဒီအတွက်เนาะ innakum idha jalastumuhum wa hum ala ma hum alayhi fa antum mislahum ကေသူတို့ကလောင်ပြောင်ကြတယ်ကုရ်အာန်ကျမ်းတော်ကိုလောင်ပြောင်ကြတယ်ကုရ်အာန်ကျမ်းတော်ကညင်းပယ်ကြတာနင်းပယ်ကြနေပါလေအတင်းတို့ကသူတို့နဲ့တူထိုင်မယ်ဆိုလို့ရှိရင်အတင်းတို့လေ၎င်းတို့ကဲလို့ဖြစ်သွားလိမ့်မယ်။ဘာကြောင့်လဲအတင်းတို့ဒီသူတို့ရဲ့မယုံကြည်ခြင်းသူတို့ရဲ့ကုရ်အာန်ကျမ်းတော်ကိုပြည့်ရပြောင်းလဲမှုပြုခြင်းကိုအတင်းတို့ကနှစ်သက်ကြသည့်အတွက်ကြောင့်နာအူဇူဘီလာဟီမင်ဇာလီကာဒါကိုကျွန်တော်တို့ကတတိချဲ့ရမှာတတိပြုရမှာဖြစ်ပါတယ်။အဲ့တော့ကျွန်တော်တို့အစ္စလာမ်ဒါနာတော်ကိုမိမိရဲ့လှုပ်ရကြောင်းမိမိရဲ့အစ္စလာမ်ဒါနာတော်ကိုပြည့်ပြည့်စေတော့နော်ဥပမာအချို့ကတော့ရုပ်တုစင်တုအတွက်ဥချခြင်းတို့မို့ကြောက်တုံကြောက်ခဲ့အတွက်ဥချခြင်းတို့မို့ကိုဘူးကိုတင်ကြတဲ့ဥချခြင်းနော်တို့မို့ရုပ်တုစင်တုအတွက်ကြောက်တုံကြောက်တဲ့အတွက်ရည်စူးပြီးတော့နော်တားကောင်လီးဖြစ်ခြင်းနာဥဇဘီလာတို့မို့ကုရ်အာန်ကျမ်းတော်မြတ်ကိုညစ်ပေတဲ့အမိုက်ပုံနဲ့အမိုက်တောင်းတဲ့အမိုက်ပုံတွေကိုပြစ်ချတာနာဥဇဘီလာရည်ချက်ရှိပေါ့နော်တို့မဟုတ်အစီဟရူဆိုတဲ့ဆုံးပယောဂါပြုစားခြင်းဆုံးပယောဂါတင်ယူလေ့လာခြင်းတို့မဟုတ်ဆုံးပယောဂါတင်ကြားပို့ချခြင်းဤလောက်ရဲ့အာလုံးတို့ဒီနာဥဇူဘီလာဟီမင်ဇာလီကာအစ္စလာမ်ဒါနာတော်ကိုပြည့်ပြည့်စေတယ်နောက်ဥပမာတစ်ခုကအလ္လာဟ်ရှမေအမိန်တော်များကုရ်အာန်ကျမ်းတော်များအလ္လာဟ်ရှမေဒါနာတော်အလ္လာဟ်ရှမေဟတ်ဆီလိုတော်မူတော်တမန်တော်မြတ်ဆလ္လာလာဟူအလိုင်ဟီဝါဆလမ်ဟာဒီတော်များကိုပြည့်ရဲ့လောင်ပြောင်တော်သူတွေနဲ့အတူတကွာเนาะသူတို့ကိုဆုံးမတွင်တင်ခြင်းမပြုဘဲသူတို့နဲ့အတူတူထိုင်ခြင်းဒီလေနာအူဇူဘီလာကျွန်တော်တို့မိမိရဲ့ယုံကြည်မှုမိမိရဲ့အစ္စလာမ်ဒါနာတော်ကိုပြည့်ပြည့်စေကြောင်းကျွန်တော်တို့လေ့လာသိရှိရပါတယ်ဝါလာဟူဆူဘဟာနာဟူဝတအာလာအလမ်အလ္လာဟ်ရှမေကျွန်တော်တို့အားလုံးကိုကာကွယ်ထိန်းသိမ်းတော်မူပါစေကျွန်တော်ရဲ့တားစီမိစေများကျွန်တော်ရဲ့ညီကိုမောင်နှမများကျွန်တော်ရဲ့မိဘများဆွေမျိုးသားချင်းများနောင်လာနောင်သားများကိုလည်းအလ္လာဟ်ရှမေထိန်းသိမ်းဆောင်ရှောက်တော်မူပါစေအလ္လာဟူမအာမင်ယာရဘ်ဘ်အာလမင်ဝါလာဟူဆူဘဟာနာဟူဝတအာလာအလမ်وصلى اللهم على رسولنا محمد وعلى آله وصحبه أجمعين والحمد لله رب العالمين سبحانك اللهم وبحمدك أشهد أن لا إله إلا أنت أستغفرك وأتوب إليك السلام عليكم ورحمة الله وبركاته